တော့အမတရကပေါ့နော်ဘူးတာဝါဆိုလို့ဘူးတာဝါအိုင်ဒီလေးရှာမတွေ့လို့ပါအားကြောင့်မို့ဘူးဟောက်လေးပဲတွားပြပါလိမ့်တွားပြတော့မယ်ပေါ့နော်အိုင်ဒီလေးလည်းချပေးပါမယ်ရှင်အိုင်ဒီနဲ့ပဲတွားပြအိုင်ဒီကြောင့်မချပေးဘူးလို့ပြောနေကြမှာဆိုတော့အခုတော့ချပေးလိုက်ပါမယ်အရင်ကအိုင်ဒီကတော့ပြန်ချပေးလို့မရတော့ပါဘူးသူကဲဟောက်မှာမဟုတ်ပေါ့နော်ဘွိုင်းဟောက်မှာရှိပါတယ်ဘွိုင်းဟောက်မှာဆိုတော့ပေါ့နော်ဘွိုင်းကိုပေါ့နော်တခြားနေရာမှာလောက်ထားရဟုတ်အရင်လာရင်တော့ဒီမှာလည်းတအိမ်နောက်တအိမ်လာမသိဘူးဟုတ်တယ်ဒါနောက်တအိမ်မဟုတ်ဘူးဒီဘက်ကလည်းဝင်လို့ရအောင်ဒီစားစားချင်းတွေ့ရတာတော့ဒီမှာပေါ့နော်ဒီတကားလေးတပင်လေးတွေ့ပါတယ်တပင်လေးတပင်နောက်ပြီးလို့ရှိရင်ဆိုင်ငယ်နဲ့ကပေါ့နော်ဒါတော့ဘူးကြီးပါပြီးသားပါနောက်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ကြာဒီပါအဲ့ဒါလေးလည်းပါပါတယ်အပေါ်တက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ကြောင်စောရဲ့ဒီမှာကြောင်လေးတွေစောတယ်ဒီမှာပေါ့နော်ကြောင်နေရာလေးလည်းရှိပါရဲ့ပြီးလို့ရှိရင်စမ်းလျားတီးရဲ့ဟာလေးရှိပါရဲ့ဟိုကပြေးလို့ရှိရင်လုံးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီမှာထိုင်ကုန်လေးတွေ့ပါလိမ့်မယ်ဒီမှာကြတော့ထိုင်ကုန်ပဲတွေ့ရပေါ့နော်အဲ့ရလေးရှိသေးရဲ့သူကအဲ့ရလေးအရင်လာရပေါ့နော်အရင်ကကြိုက်ပါရဲ့အမကြီး sorry ဘာလို့လဲဆိုတော့ဘူးတော်လေးရပေါ့နော်အိုင်ဒီရှာမတွေ့လို့ပဲရှင်အဲ့ကြောင့်ဘူးဟောက်လေးပဲတော့ပြတော့အိုင်ဒီချပေးဖို့တော့အိုင်ဒီလေး copy ယူလိုက်ပါအောင်မယ်ပြီးပေါ့နော် copy တော့ယူပြီးသွားပါပြီအဲ့တော့ AC လုံးမယ်ပေါ့နော်ဒါတော့ခလေးပေါ့နော်ခလေးဟိုပေါ့နော်ခလေးအိတ်တဲ့ဟာပေါ့နော်ကိုကတော့အိတ်လိုက်သေးတယ်အမှဒါပဲရှိပါရဲ့နောက်ပြီးတော့အောက်မှာဗာလိရှိအောင်မလဲဆိုတာကြည့်ကြည့်မယ်ပေါ့နော်ဥပမာလည်းရှိပါရဲ့ဒီဘက်မှာလည်းခဲရှိပါတယ်နောက်ခွင်းလေးကနေရာမလို့ရှိဘူးပေါ့နော်အဲ့တော့သူ့ကိုဒီတိုင်းမှာထားပါမယ်ဒီမှာထိုင်ကုန်လေးအစားဟိုဖြစ်တော်တော်လာရနော်ထိုင်ကုန်လေးအစားနောက်ပြီးတော့ဒီထိုင်ကုန်လေးကလည်းအရင်ပြောက်သွားတယ်လို့ပဲနော်ဒါရီချိုးဒါတော့အိတ်ခဲမလို့ယူပါပဲအပြင်မဲ့ကြွေးပြားလေးတွေကနည်းနည်းလေးသွားတယ်လို့ပဲနော်ဟုတ်ပါတိတ်ပြီးရှာရှာပလည်းမရှိပါဘူးဒီအိမ်လေးကပေါ့နည်းနည်းပပပဲပေါ့နော်ခေတာဒီမှာပေါ့နော်ကြောင်လေးလည်းဒီမှာဘေးပြီးတော့ထားလို့ရပါတယ်ကြောင်လေးတဲ့နေရာမရှိဘူးလို့ထင်ပါတယ်ဒီအိမ်လေးရန်လာတယ်နော်အစအိတ်ကားတော့မယူလာတော့ပါဘူးနီးနီးနားနားလေးပဲဆိုတော့လေကဲဘိုင်ဘိုင်ကိုအိမ်ကိုပြန်လိုက်ပါပြီ